ကိုယ်ဝေယဘာသာတရားကိုရွေးချယ်ခြင်းဒီကနေ့ခေတ်မှာကမ္ဘာမှာရှိတဲ့အမောင်90လော90ကျော်သောလူသားတွေမိမိတို့အသီးသီးယုံကြည်ရာဘာသာတရားကိုကိုယ်ဝေယဖြစ်ကိုယ်ဝေပြီးတော့နေကြတယ်အဲ့ဒီထဲကလည်းပဲဒီကနေ့ခေတ်မှာတော့ဘာသာတရားကိုကိုယ်ဝေမှုမပြုဘူးလို့ဆိုတယ်ဘာသာမဲ့အဖြစ်ခံယူကြတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါ်ထွန်းလာတယ်အဲ့ဒီဘာသာတရားကိုမကိုးကွယ်ဘူးလို့ဘာသာမဲ့အဖြစ်ခံယူခြင်းတွေနဲ့ကိုးကွယ်ရကိုမိမိတို့စိတ်ထဲမှာရှိတဲ့စိတ်ဆန္ဒကိုပဲကိုးကွယ်ရအဖြစ်လူတွေမှာဘာသာမဲ့လို့ခံယူခြင်းတွေနဲ့သူတို့ရဲ့ကိုးကွယ်ရတဲ့မျိုးဖြစ်နေတယ်ဆိုလိုတာကလောကမှာလူဖြစ်လာပြီဆိုလို့ရှိရင်ဘာသာတရားတွေကိုကိုယ်ဝေကြတဲ့စိတ်ကကြယုံကြည်မှုကိုအခြေခံပြီးတော့အာကိုအာထာပြုခြင်းယုံကြည်ခြင်းဆိုလူတွေမှာရှိကြမိမိတို့အနေနဲ့ကိုယ်ဝေရလို့ပြောသည်ဖြစ်စေမကိုယ်ဝေဘူးလို့ပြောသည်ဖြစ်စေကိုယ့်ရဲ့ယုံကြည်ချက်ဆိုတာရှိနေကြတယ်အဲ့ဒီယုံကြည်ချက်ကိုပဲဘာသာတရားတစ်ခုအနေနဲ့ပြောလို့ဆိုရင်ပြောလို့ရတယ်။ဒါကြောင့်မလို့ဘာသာမဲ့ဆိုတာကိုဘာသာတရားကိုမကိုးကွယ်ပဲနေခြင်းတည်ပေမဲ့သူ့ရဲ့ယုံကြည်ချက်အဲ့ဒီယုံကြည်ချက်နဲ့လောကလူသားတွေဟာဒီလိုကိုယ်ပိုင်ဆုံးဖြတ်မှုနဲ့မိမိတို့ယုံကြည်ရာကိုဉာဏ်လို့ရကိုယ်ပဲစိတ်ကပ်ပြီးဘာသာဝင်ဖြစ်ခံယူပြီးတော့နေကြတယ်အဲ့ဒီလိုခံယူပြီးတော့နေကြတဲ့အတိုင်းပဲဘုန်းကြီးတို့တွေမြန်မာနိုင်ငံမှာရှိကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မွေးလာတဲ့ကကံကောင်းထောက်ပါတယ်ဒီဘက်မှာအတင်းကျပ်စိတ်ခိုင်းတာမဟုတ်ပဲမိမိတို့ဒီကမျိုးရိုးတွေကကိုယ်ပဲလာခဲ့တဲ့တရားတရားတန်ခါယမနာတော်ဘာကိုကိုယ်ပဲရဖြစ်ယုံကြည်မှုနဲ့စိတ်ကနေကြတခြားပုဂ္ဂိုလ်တွေဟာလည်းသူတို့မိဘများရဲ့ယုံကြည်ရာကိုယ်ပဲရအာသာတရားအတိုင်းဝိုင်းတိုင်းမှာလူဖြစ်ကြသည့်အတွက်ကြောင့်မိဘတွေကိုယ်ပဲစိတ်ကတဲ့ဘာသာတရားကိုပဲကိုယ်ပဲရဘာသာတရားအဖြစ်လက်ခံပြီးတော့စိတ်ကကြတယ်မိမိတို့ယုံကြည်ချက်အတိုင်းဘဝမှာ way of life ကိုဆိုတဲ့နေနည်းထိုင်နည်းတွေကိုမိမိတို့ဆန္ဒအရာပုံပေါ်ပြီးတော့နေထိုင်ကြလူတိုင်းကဘာသာတရားကိုကိုယ်ပဲစိတ်ကတဲ့လို့ဆိုတော့လေအလေးနဲ့ထားပြီးကိုယ်ပဲစိတ်ကတဲ့လူတွေရှိတယ်လို့အလေးနဲ့မထားတဲ့ပုဂ္ဂိုလ်တွေပဲရှိတယ်။ဘာသာတရားကိုလေးနဲ့မထားဘူးသို့တော်မြည်သည့်ဘာသာဝင်ဆိုတာကိုတော့အများနဲ့မှာအထင်ရောက်စေမိမိကိုယ်တိုင်နေနဲ့ကတော့မြည်သည့်ဘာသာတရားကိုမှအလေးနဲ့ထားပြီးမရှိကြတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်။အဲတော့ဘာသာတရားတစ်ခုကိုရွေးချယ်တယ်လို့ဆိုတာစဉ်းစားကြည့်လိုက်လို့ဆိုရင်ဘယ်လိုရွေးချယ်ကြဘာကိုအခြေခံပြီးတော့ရွေးချယ်ကြတာလဲမိမိတို့ကိုယ်တိုင်ရောဘယ်ဘာသာကိုဘာနဲ့ရွေးချယ်ကြမှာလဲဆိုတာဟာလူတိုင်းစဉ်းစားတိုက်တဲ့ချက်တစ်ခုပဲဖြစ်ဘာသာတရားကိုယ်ွယ်တဲ့လားဘာကြောင့်ကိုယ်ွယ်တဲ့လဲဆိုရင်ဘာကြောင့်ကိုယ်ွယ်တဲ့ကျိုးသောကိုယ်ဝေရှိကတဲ့ဘာသာတရားကို
ယုံကြည်ချက်နဲ့ရွေးရမလားသို့မဟုတ်အသိပညာနဲ့ရွေးရမလားဘာသာတရားကိုကိုယ်ပဲစိတ်ကချင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးနဲ့ရွေးချယ်မလားအမျိုးမျိုးရှိတော့တော့ကဆင်ញင်သုံးသပ်ကြည့်ကြရဖြစ်အဲ့လိုဆုံးရင်သုံးသပ်ကြည့်ခြင်းဟာမင်္ဂနဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိစေတတ်တာဖြစ်တယ်လူတိုင်းကမလွဲမသွေပဋိပညာအနေနဲ့ဆင်ញင်သုံးသပ်ကြည့်လို့လိုအပ်တယ်ပေါ့ညာတော်အပြင်ဘာသာတရားကိုစိတ်ကကိုယ်ပဲနေကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမိယုပလာယုံကြည်ချက်တွေနဲ့ကိုယ်ပဲစိတ်ကနေကြတာဖြစ်တယ်အချို့ပုဂ္ဂိုလ်တွေကြတော့ဒီလိုရဲ့ပတ်ဝန်းကျင်ကိုမလုံးဆန်းနိုင်လို့ရိုးရာကိုယ်ပဲနေကြဘာသာတရားကိုကိုယ်ပဲနေတော့လေယုံကြည်မှုသိမရှိကြတာတွေလည်းရှိတယ်အဲ့တော့ဘာသာတရားကိုကိုယ်ပဲစိတ်ကတဲ့အခါမှာယုံကြည်ချက်ကိုအဓိကထားမှာလားအသိပညာကိုအဓိကထားမှာလားလို့ဆိုရဲအခါအသိပညာကိုအဓိကထားပြီးတော့ကိုယ်နဲ့စိတ်ကထိုက်တယ်ဒါကြောင့်ဘာသာတရားဆိုတာရွေးချယ်စိတ်ကပြီးတော့ကိုယ်ပဲတဲ့ရွေးချယ်တဲ့အခါမှာမိမိကြိုက်တဲ့မှုကိုအခြေခံမထားဘဲနဲ့အမှန်တရားဆိုတာကိုဘာမှအခြေခံထားလို့ထိုဘာသာတရားကိုယ်ဝယ်ခြင်းကြောင့်ရလဒ်ဆိုတာပေါ်မှာအခြေခံထားပြီးတော့အသိပညာဖြင့်ရွေးချယ်ကြရမှာဖြစ်တယ်။အဲဒီလိုရွေးချယ်ဖို့ရတာဘာလို့ဖို့လိုအပ်တယ်လဲဆိုရှင်းဥစွာဘောဓိဓာတ်တွေကိုစိတ်ကိုအားထုတ်လို့အသိပညာတွေရအောင်ကြိုးစားအားထုတ်ကြဖြစ်တယ်။ပညာနဲ့သာလည်းအမှန်ကန်ရွေးချယ်နိုင်မှာဖြစ်တယ်။တရားနဲ့ရွေးရင်တော့မှန်ကန်မှုရချင်မှာရပညာနဲ့ရွေးချယ်မှသာလည်းအမှန်ဆိုတာရရှိမှာဖြစ်တယ်။ဒါကြောင့်ကိုယ်ဝေယဘာသာတရားကိုရွေးချယ်တယ်ဆိုတာပညာနဲ့ရွေးချယ်ဖို့လိုပါတယ်။အဲဒီပညာဟာလူတိုင်းမှာရှိနိုင်လားလို့ဆိုလူတိုင်းမှာရှိနိုင်အောင်ဘာလို့ရမလဲလို့ဆိုသုတ္တတနဝတိပညာလို့ဆိုရတဲ့သိကျင်တဲ့ဆန္ဒနဲ့သိအောင်ကြိုးစားမှုသိကျင်တဲ့ဆန္ဒရှိပြီးသိအောင်ကြိုးစားပြီးဆိုရင်အဲ့ဒီပညာအဖြစ်ပေါ်လာဖြစ်တယ်။ရရှိလာတဲ့ပညာကိုအခြေခံတော့ချပြီးတော့ဘုရားဘာသာတရားကိုရွေးချယ်မှုပြုကြ။ယုံကြည်ခြင်းနဲ့ဒီခုရင်းနဲ့ရွေးချယ်လို့ရှိရင်ယုံကြည်ချက်ဆိုဒီမှာလမ်းမှန်ကိုပို့ဆောင်နေတဲ့အရာမဟုတ်ဘူး။အသိပညာကသာလမ်းမှန်ကိုပို့ဆောင်တယ်။ဒါကြောင့်တရားနဲ့ပညာတို့နှစ်ခုရှိတဲ့အထက်နဲ့ယောဂရဲ့ဆုံးမမှာတရားဆိုတာထက်သွင်းဟောကြားထားတော်လည်းပဲတကယ်အလေးနဲ့ဘာသာတရားကိုလိုက်တာကျင့်လို့တဲ့အခါမှာတရားနဲ့အရေးကြီးတာပညာဖြစ်လာတရားဆိုတာအဝိဇ္ဇအနေအချင်းမတရားကိုသိဖို့အတွက်လမ်းခင်းပေးတဲ့အနေအချင်းလာတယ်တရားကိုဖြစ်ပေါ်စေတာဖြစ်တယ်သာဝေကျမ်းကနေပါလို့ဆိုလို့တတ္ထာသာတောဥပသင်္ကမတိယုံကြည်ချက်ရှိမှကိုယုံကြည်ချက်ကိုအခြေခံပြီးတော့ဘာသာတရားဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ထံချင်းကပ်တာဖြစ်တယ်ယုံကြည်တဲ့တရားမရှိဘူးဆိုရင်လည်းချင်းကပ်မှုမပြုဘူးချင်းကပ်မှုမပြုရင်လည်းအဲ့ဒီပုဂ္ဂိုလ်ရဲ့စီကအတိညာရမှုဆိုတာဖြစ်တယ်ဒါကြောင့်အရေးကြီးဆုံးကတော့သုတ္တသာလဝတိပညာလို့ဆိုရဲသိကျင်တဲ့ဆန္ဒနားထောင်ခြင်းတဲ့ဆန္ဒတွေအလုံးပဲအရေးပါအဲ့ဒီလိုသိကျင်တတ်ခြင်းနဲ့စိတ်ဆန္ဒကိုခြေခံပြီးတော့မှသိဖို့တတ်ဖို့ကြိုးစားအားထုတ်လာမှာဖြစ်တယ်။ညာတော်အဖြစ်ကြာခိုင်လုံးကြော်တော်များများမှာအာသာတရားကိုကိုယ်ဝေယအနေနဲ့စိတ်ကနေကြတော့လည်းပဲဒီဘာသာတရားရဲ့အတိတ်နဲ့ကိုသိပြီးတော့သိရရှိကြစဉ်းစားဆင်ခြင်မှုမပြုကြဘူးယုံကြည်ချက်တစ်ခုနဲ့သာဘဝတစ်ခုမှာဆုံးသက်ပြီးတော့
ကိုယ်ွယ်နေကြတာဖြစ်တယ်ကိုယ်ွယ်ရင်းနဲ့ဘဝတစ်ခုဆုံးသက်သွားဖြစ်စဉ်းစားဉာဏ်ရှိလာတဲ့ပုဂ္ဂိုလ်ကြတယ်ဒီကိုယ်ွယ်နေတဲ့ဘာသာတရားရဲ့အတိတ်နဲ့အကျိုးကျေးဇူးဆိုတာဒီပညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့လေ့လာသုံးသပ်ပြီးတော့ကိုယ်ွယ်မှုယုံကြည်မှုဆိုတာတွေကိုပြုလုပ်ကြတာဖြစ်တယ်အဲလိုပြုလုပ်တဲ့အခါမှာလည်းဘာသာတရားတစ်ခုရဲ့ကျင့်စဉ်ဆိုတာလိုက်နာကျင့်သုံးရမယ့်ကျင့်စဉ်ဆိုတာရှိတယ်ဆုံးမဟောကြားတဲ့အတိုင်းလိုက်နာရမယ့်အချက်တွေကဘယ်အတိုင်းတာဖြစ်ရှိတယ်လဲလိုက်နာကျင့်သုံးခြင်းဖြင့်ဒီမြအတိုင်းတာဖြစ်ရတယ်လဲဆိုရင်ဒီအချက်တွေလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ကြတယ်ရှင်းကဘာသာတရားကိုကိုယ်ပဲစိတ်ကတည်းလို့ဆိုတဲ့အခါဘဝဥဒ္ဒနာကစပြီးတော့လောကလူသားတွေဟာယုံကြည်ချက်ကိုအခြေခံပြီးတော့ကိုယ်ပဲစိတ်ကလာကြတာဖြစ်နောက်ပိုင်းရောက်တဲ့အခါမှာအသိပညာတွေတိုးတက်လာလို့ဆင်ញင်သုံးသပ်လာတဲ့အခါကျတော့ပညာနဲ့ကိုယ်ပဲစိတ်ကမှုကိုပြုလာတယ်အဲ့လိုကိုယ်ပဲစိတ်ကတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘာသာတရားတွေဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာရှိတယ်လူတွေဟာဘာဖြစ်လို့ကိုယ်ဝယ်ရာတွေကိုရှာကြတယ်လဲကိုယ်ဝယ်အားထားရာတွေကိုဘာကြောင့်ရှာနေကြတယ်လဲလို့ဆိုတော့မလုတာဘုရားပြည့်စုံတာလူတွေဟာကျောင်းလန့်ွယ်ရာအန္တရာယ်ရဲ့ချင်းချောင်းမှုကိုခံရသည့်အတွက်ကြောင့်ကိုယ်ဝယ်ရာကိုရှာကြတာတဲ့ဘာဖြစ်လို့ကြောက်တယ်လို့ဆိုလို့ရှိရင်အမှန်မသိလို့ကြောက်အမှန်မသိသည့်အတွက်ကြောင့်အမောင်ထဲမှာစံတော်ဝါခရီးသွားနေရတယ်လို့အမောင်ထဲသွားနေတဲ့ပုဂ္ဂိုလ်တရားမှာဘာကြောင့်အန္တရာယ်ပြုမဲ့တော်နဲ့တွေ့ကြလား၆ကဘာတွေနဲ့တွေ့မလားဆူညောင်ကလေးတွေနဲ့တွေ့မလားဝေဘာကေမနဲ့တွေ့မလားအရိယမျိုးစုံတွေ့တော့ပြီးတော့ကြောက်ရွံ့နေတတ်တို့ဒီမဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းတွေ့တော့ကြောက်လန့်စိုးရိမ်နေကြဖြစ်အဲ့ဒီစိုးရိမ်လမ်းကြောင်းနေရတာအလန့်ကြောင့်ပြေဖို့ဆိုပြီးတော့အာဂုမိယအာဂုယကနေပြီးတော့ဘာသာတရားကိုယ်ကပုဆိုတာလေဒဇာပေါ်ထုံးဖြစ်ပေါ်လာဖြစ်ဒါကိုမြတ်စွာဘုရားကကိုယ်ဝေရနဲ့ပတ်သက်ပြီးတော့ဟောကြားဆုံးမထားတယ်ဘဂဝေတရဏယံတိပကတာနိဝနာနိသအာရမရုခစေတယာတိမနုဿဘုရားပြည့်စုံတာလူရိယာကြောင့်ဆရာဘုရားအန္တရာယ်ရဲ့အချင်းချောင်းမှုကြောင့်အောင်တဲ့ရသောသောလူတွေဟာအကြောင်းဒီကိုကမိမိတို့စဉ်းစားပြီးတော့မိမိတို့နဲ့အကာအကွယ်ဖြစ်တယ်လို့ထင်တဲ့အရာတွေမှန်တယ်ကြလို့ကိုယ်ွယ်ကြတယ်စိတ်ကကြတယ်ပူဇော်ကြတယ်ဒီလိုဆိုဘာသာတရားတွေဖြစ်ပေါ်လာမှုနဲ့ပတ်သက်ဒီနေ့ခေတ်မှာလည်းကိုယ်ွယ်စိတ်ကမှုတွေမြောက်များစွာရှိမြောင်များစွာရှိတဲ့ခြင်းပဲစဉ်းစားမှုအမျိုးမျိုးအကြောင်းရှာမှုအမျိုးမျိုးရှာဖွေသုံးသပ်ပြီးလူတွေဟာယုံကြည်မှုတစ်ခုနဲ့ကိုယ်ပဲကြပြန်အကြောင်းရှာကြည့်တဲ့မြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ကတိဋ္ဌာယတနာသုတ်တံဆိုတာဟောထားတာရှိတယ်အဲ့ဒီမှာလူတွေဟာစဉ်းစားဉာဏ်ရှိလို့စဉ်းစားကြပြီးတွေးတောကြဘယ်လိုတွေးတောလို့ဆိုဘဝကြီးကိုဖန်ဆင်းတယ်လေတို့ဟာဘာကြောင့်ဒီဘဝလူရဖြစ်ရတယ်လဲတခြားတ attva တွေကြတော့ဘာကြောင့်ကိုယ်မျက်စိအောင်မြင်ရတဲ့ attva တွေကိုကြည့်ပြီး
သူတို့ကဘာဖြစ်လို့ဒိဋ္ဌံဖြစ်ရငါကဘာဖြစ်လို့လူဖြစ်ရဆိုတယ်ဒီတော့တော့ရည်ဒီရည်ဒီချောင်းနေတောင်းနေဒီကွာကြီးရဲ့ဆန်းပြနေတဲ့အနေအထားတွေကောင်းကင်ယံကနေတွေကတွေစက်တာရတွေဟောဒီကွာကြီးဘယ်သူကဖန်ဆင်းတာလဲဘယ်သူလောက်ထားတာလဲဆိုတဲ့တွေးတောမှုတွေလောကအကြောင်းကိုဆင်းရဲတွေးတောလာပြီးတော့အခြေထုတ်ဖို့ကြိုးစားကြအဲ့လိုအခြေထုတ်ဖို့ကြိုးစားတဲ့အခါမှာငါဘာကြောင့်ဒီဘဝရောက်လာတယ်လဲဆိုတာကိုအခြေထုတ်တဲ့သုံးမျိုးကွဲပြားသွားတချို့ကဘယ်လိုအခြေထုတ်ဒီကိုရှင်ကြီးကဖန်ဆင်းလို့ဒီဘဝရောက်လာတာလို့သူအခြေထုတ်အဲဒီလိုအခြေထုတ်တာဒီကိုရှင်ကြီးရဲ့ဖန်ဆင်းမှုကြောင့်ဒီကိုရှင်ကြီးဆိုတာကိုပါဠိဘာသာနဲ့ဣတ္တရလို့ခေါ်ဖန်ဆင်းတယ်ဆိုတာကိုနေမာနလို့ခေါ်ဣတ္တရနေမာနဒီကိုရှင်ကြီးကဖန်ဆင်းတဲ့အတွက်ကြောင့်ငါလူသားဖြစ်ရောက်ရှိတာဒါအဖြစ်ထုတ်တဲ့အခါမှာအကြောင်းရှာကြည့်တရားတကယ်ဖန်ဆင်းလို့ဆိုရင်အဖြစ်တစ်ခုကိုထုတ်ကြအဲ့လိုဘုရားတကယ်ကဖန်ဆင်းတာပေးကြရလားလို့ဆိုတာကြတော့ရှေ့ဆက်ပြီးတော့စဉ်းစားမှုမပြုကြဘူးဒီတယောက်ကအဆိုပြုလိုက်တယ်ဘုရားတကယ်ဖန်ဆင်းလို့လူဖြစ်လာတယ်ဉာဏ်တဲ့လူတွေကလည်းဟုတ်ပါပဲလို့ဆိုပြီးဘုရားတကယ်ဖန်ဆင်းလို့လူဖြစ်လာတယ်လို့ဆိုတော့အယူဆတဲ့ခုကမ္ဘာလောကမှာပြန့်နှံ့လာခရီးရှိနေတဲ့ဘာသာတရားတွေကစတာမဟုတ်ဘူးဟုတ်ရှိတုန်းကဒီဘာသာဒီယူဆဖြစ်ပေါ်လာခဲ့တာဖြစ်ဣတ္တရနေမာနဝါဒလို့ခေါ်ဒီကနေ့ကတော့ God created the world ဘဝကြီးကို God ဆိုတဲ့ဒီကိုရှင်ကြီးကဖန်ဆင်းတယ်လို့ဆိုတဲ့ယူဆဖြစ်တယ်အဲ့လိုအဖြေထုတ်ကြတာလူတိုင်းကလက်ခံမလားဆိုလက်ခံမြန်တယ်နောက်တစ်ဦးစုကဖြေရှာတဲ့အခါဘယ်လိုဖြေရှာလဲဆိုအဟိတုအပစ္စယလောကကြီးဘဝကြီးဖြစ်ပေါ်လာတာတို့ဒီဘဝရောက်လာတာလူဖြစ်လာတာလို့ဆိုတာဘာအကြောင်းမှမရှိဘူးလူဖြစ်ခြင်းလို့ဖြစ်လာအကြောင်းပဲဖြစ်လာတာအကြောင်းပဲဖြစ်လာတယ်ဆိုတာကို accidental လို့ခေါ်သူကလူဖြစ်ခြင်းလို့ဖြစ်လာတဲ့အရာများတာဖြစ်တယ်ဒီဘိုးရှင်ကဖန်ဆင်းတာမဟုတ်ဘူးလို့ညင်းပယ်ပြီးတော့နောက်ထပ်အဖြေတစ်ခုထုတ်ကြတယ်အဲ့ဒီဝါဒကိုအဟိတုဝါဒအဟိတုကဝါဒဒီလိုခေါ်တာအဟိတုကဝါဒလို့ခေါ်တာတချို့ကအဖြေထုတ်ပြန်တယ်လူဖြစ်ဖို့ဆိုတာကြိုတင်တတ်မှတ်ပြီးသားရှိတယ်ဘဝကြီးကလည်းဒီလိုဖြစ်ရမယ်ဆိုတာဘဝမြေကြီးပေါ်မှာတပင်ကြီးပေါင်းရမယ်ရည်တည်ရှိရမယ်ဆိုတာလည်းကြိုတင်တတ်မှတ်ထားတဲ့အကြောင်းတွေရှိတယ်ဆိုဘုဗ္ဗေကတဟိတုဒိဋ္ဌိလို့ဆိုတဲ့အယူဝါဒတစ်ခုဖြစ်အခြေထုတ်ကြပြန်အဲ့ဒါလို့လောကကြီးမှာလောကအကြောင်းကိုဆင်းရဲသုံးသပ်ရင်းနဲ့ပဲအဖြေတွေဟာအမျိုးမျိုးကွဲပြားခြားနားပြီးဖြစ်ပေါ်အဲ့ဒီအဖြေတွေအလိုက်ဘာသာတရားတွေဖြစ်ပေါ်ဘာသာတရားတွေဖြစ်ပေါ်လာမျိုးစုံစဉ်းစားခြင်းကနေပြီးတော့ဖြစ်ပေါ်ဘာဖြစ်လို့ဖြစ်ပေါ်လာလဲဘာဖြစ်လို့အမျိုးမျိုးဖြစ်ရတယ်လဲလို့ဆိုလို့ရှိရင်အတိညာလောလောတဲ့အတိုင်းအတာထိမရှိကြမမကန်နဲ့အတွေ့အကြုံနဲ့ရင့်တာမှုမရှိတဲ့အမှန်ကိုဆုံးဖြတ်နိုင်တဲ့အတိညာကိမဲ့သည့်အတွက်ကြောင့်မိမိတို့အထင်နဲ့မိမိတို့ယုံကြည်ချက်ပေါ်မှာမူတည်ပြီးတော့အခုလိုအဖြေထုတ်ကြတာဖြစ်သည့်အတွက်ကြောင့်မှန်ကန်တဲ့အဖြေလို့ဆိုလို့မဖြစ်နိုင်
အဲ့ဒီနည်းနဲ့မိမိတို့ကိုယ်ွယ်ရဘာသာတရားတွေကိုမိမိတို့ပါသည်ယုံကြည်တဲ့အတိုင်းပဲဆက်လက်ကိုယ်ွယ်ပြီးမျှော်လင့်ချက်တွေနဲ့လက်ရှင်နေကြဖြစ်မြန်မာနိုင်ငံမှာလက်ရှိတဲ့ပုဂ္ဂိုလ်အချို့ကိုပဲကြည့်ကိုယ်ပဲစိတ်ကဖို့အယုတ်တွေကိုမိမိတို့ကိုယ်တိုင်ထုမိမိတို့ကိုယ်တိုင်ထုပြီးတော့နတ်ကွန်ဆရာကိုဆောက်ပြီးတဲ့အခါမှာမိမိတို့ထုထားတဲ့အယုတ်ကိုပဲမိမိတို့အကြောင်းလာပြီးတော့ကိုယ်ပဲစိတ်ကနေကြတာဒီအများကြီးရှိတယ်ဒီလိုဆိုလိုတာဒါကတကယ်ရှိတဲ့အရာမဟုတ်ဘဲနဲ့စိတ်ကူးထဲမှာဖြစ်ပေါ်လာတဲ့အရာပေါ်မှာလူတွေဟာပုံဖော်ပြီးတော့ကိုယ်ပဲစိတ်ကနေကြတာအဲ့ဒါလို့ကိုယ်ပဲစိတ်ကနေခြင်းအပြင်မှန်ကန်တဲ့အရာကိုယ်ပဲစိတ်ကတဲ့အကျိုးကျေးဇူးဆိုတာဖြစ်ပေါ်လာလို့ရရင်ဖြစ်နိုင်ဘူးဒါကြောင့်မို့လို့ဘုရားရာဘာသာတရားကိုရွေးချယ်တယ်ဆိုတဲ့နေရာမှာအသိဉာဏ်နဲ့ရွေးချယ်ပြီးတော့ကိုယ်ပဲချင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ကိုယ်ပဲကြားရမှာဖြစ်တယ်။နောက်အတိုင်းတာထိမိမိရဲ့ကိုယ်ပဲရာကအကျိုးပြုတယ်။အဲ့ဒီအကျိုးပြုတဲ့ပေါ်မှာမူတည်ပြီးတော့ကိုယ်ပဲစိတ်ကမှုရဲ့အတိုင်းတာတစ်ခုခေါ်ထုတ်လို့ရမှာဖြစ်တယ်။ရသော်များအတိမင်းရှင်းလင်းဟောပြတာလူတွေဟာအတရားရဲ့ချင်းချောင်းမှုကိုခံရလို့အခုလိုကိုယ်ဝယ်ပြီးရတယ်ကိုယ်ဝယ်နေကြတာဖြစ်တယ်။အဲဒီကိုယ်ဝယ်ရတယ်ကတကယ်အစစ်မှန်မဟုတ်ဘူးလို့ရသော်များအတိမင်းလို့ဟောကြားဘုရားနာမည်ကိုယ်ဝယ်နေတဲ့ဘုရားရှင်လူသားတဲ့ဥစ္စာဖြစ်ဘုရားကိုကိုယ်ပဲလဲဆိုတာနတ်ကိုယ်ပဲတာလည်းမတူဘူးတခြားကိုယ်ပဲရတယ်လည်းမတူဘူးတချို့ကပြောကြတယ်လူချင်းရှိခိုးကြမလို့လူချင်းကိုယ်ပဲစရာမလိုဘူးလို့ဒီလိုဆိုကြဒါမစင်စားလို့ဖြစ်တယ်လူချင်းမှာအတိပညာဆက်တဲ့ပုဂ္ဂိုလ်จิตတိလာကောင်းတဲ့ပုဂ္ဂိုလ်တွေကိုရုပ်သိလေးစားကြရတယ်ဆိုတာလောကမှာထောက်ခံစရာရှိနေပြီလားဖြစ်ဒီရဲ့จิตတိလာအဖြစ်တောင်းလို့နေအတိပညာအဖြစ်တောင်းလို့နေဆိုတဲ့ပုဂ္ဂိုလ်လေးစားကြရတယ်ဆိုတာဘယ်တော့မှဖြေရှားတိုင်းပြည်မှာတော့ပဲတိုင်းပြည်ခေါင်းဆောင်တရားလေးစားလိုက်တဲ့တိုင်းပြည်ကောင်းဆောင်တရားဖြစ်လေးစားကြတာပဲမဟုတ်လားထိုလေးစားမှုဒီပိုင်းကချိပဲဆိုလို့ရှိရင်သူ့ကိုအလေးမြတ်ပြုတယ်ဆိုတာသူ့ကိုအားကိုးခြင်းပဲဖြစ်အားကိုးတဲ့ယုံကြည်တဲ့လူတွေရဲ့အလေးပြုမှုဆိုတာပုံစံပေါ်ခြင်းကတစ်မျိုးစီဖြစ်ဒေသမှုယူတဲ့မှုစိတ်ထဲမှာအလေးထားမှုသူရဲ့အရေးချင်းတွေညှိနှိုးမှုပဲဖြစ်တယ်။ဒါဆိုပြန်လူသားဖြစ်ပေမဲ့အကျဉ်းသားတရားနဲ့ပညာတရားအနေထားအဖြစ်ဘယ်လူနဲ့မှမတူအောင်ဖြည့်ကျင့်မြင့်တဲ့မှုဖြစ်ပညာတရားရဖို့ရအတွက်သမ္မာအနေထားနဲ့ဘုရားဖြစ်မှာမဟုတ်ဘူးဘုရားဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လို့ရောက်အောင်သူ့ရဲ့လေ့ကျင့်မှုတွေတော်တော်များများအားလည်းဘုရားဘာသာဝင်သိတဲ့အတိုင်းပဲပါရီဆရာအပြား30ဒီကိစ္စကိုမြင်ရတဲ့အလုပ်တွေစောင့်ရှောက်တယ်မှာဘဝလည်းမကဘဝပေါင်းများစွာလေ့ကျင့်ခဲ့ရ
ဆုံးလို့နေတာခံမှုတွေကိုလေ့ကျင့်တယ်ကိုယ်ကျင့်တရားကိုထိသိမှုပါလေလေ့ကျင့်ရတယ်ပြောစရာတွေကိုဆုံးလို့ပြီးတော့လူတရားနဲ့နေထိုင်ပြီးတော့လေ့ကျင့်ရတယ်အသိပညာတွေတိုးတက်မြင့်မားအောင်လေ့ကျင့်ရတယ်သိခံမှုစွမ်းအားတွေမြင့်မားအောင်လေ့ကျင့်ရတယ်လောကစွမ်းအားတွေမြင့်မားအောင်လေ့ကျင့်ရတယ်မှန်ကန်မှုဆိုတဲ့စကားပေါ်မှာရဲရဲမှုမရှိပါလေ့ကျင့်ရအောင်တဲ့အလုပ်ပေါ်မှာစိတ်ဓာတ်ကြံ့ခိုင်မှုတွေအတွက်လေ့ကျင့်ရနောက်ဆုံးမှာသရဝါရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာထိုမေတ္တာတရားရဲ့စွမ်းရည်တတိတွေထပ်ဖို့ဆိုတာလေပါရမီတော်တွေနဲ့လေ့ကျင့်ကြရဖြစ်တယ်သရဝါတွေကမိမိပေါ်ပြုမှုတွေပေါ်မှာဒီဒီရှုနိုင်ဖို့အတွက်ဥပိ္ပခာလို့ဆိုတဲ့မြင့်မြတ်တဲ့ပါရမီတစ်ခုကိုလည်းလေ့ကျင့်ရတယ်အဲ့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အလုပ်တွေစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေရရှိတာဆုံးလို့နေတာခံခြင်းလေ့ကျင့်ခြင်းဆိုမှပညာကိုရနိုင်ဖြစ်တယ်။တရားဖြစ်လို့ရောက်တဲ့ဆိုတာအချောင်ဖြစ်တာလည်းမဟုတ်ဘူး။လူထဲမှာအာမန်လူတွေမလုပ်နိုင်တဲ့အလုပ်တစ်ခုကြိုးစားအားထုတ်ခြင်းဖြစ်လာတယ်။တရားဖြစ်လို့ရောက်လာကြတာဖြစ်တယ်။အဲ့ဒါလို့ကြည့်မယ်ဆိုရင်တရားဖြစ်ဖို့ပါရမီစိတ်ကူအားထုတ်ရတဲ့ခြေနေတွေကိုလေ့လာသုံးသပ်ခြင်းဖြင့်ဒီပုဂ္ဂိုလ်ကြည်ညိုတဲ့လေးစားတဲ့ပုဂ္ဂိုလ်ဖြစ်မှန်ဖြစ်ရှာ။နာမပုဂ္ဂိုလ်ရဲ့ကြည်ညိုတဲ့လေးစားတဲ့ပုဂ္ဂိုလ်ဆင့်ရောက်ချင်မှရ။အခုလိုပါရမီတွေလေ့ကျင့်ပြီးတော့ဘုရားဖြစ်လို့ရောက်လာတဲ့အခါမှာလည်းအမှန်အရေးချင်းတွေမဟုတ်ဘူး။အာရဘုရားဘာသာဝင်တွေနေ့စဉ်နဲ့အမျှကြည့်နေကြတာလေးနဲ့ထားပြီးတော့စဉ်းစားပြီးတော့ကြည့်လိုက်တယ်ဆို။အရဟံဆိုတဲ့ဘုံတော်လေးတစ်ခုတည်းနဲ့စဉ်းစားကြည့်။ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်ွယ်တဲ့အရေးချင်းတာမန်အဖြစ်ကိုယ်ွယ်တဲ့တာမန်အရေးချင်းမဟုတ်အရဟံဆိုတဲ့စကားလုံးလေးတစ်ခုကိုစဉ်းစားကြည့်။ဝေယမတောင်မဟုတ်လားမလုပ်ဘူးဆိုဖို့အရဟံဆိုတာဝေယမမဟုတ်တာလုပ်ခြင်းအဆိုတာမရှိဝေယမမဟုတ်တာလုပ်ခြင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာရှေ့ဆိုတော့ဝေးအဲ့တော့ဒီပုဂ္ဂိုလ်ရဲ့မြင့်မြတ်မှုမှာဘုရားသင်ကြားလောကမှာလူကြီးလူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာလူရှိသူရှိမှကောင်းနေကြတယ်ကိုယ်ရမှာထုတ်ဝင်ပြောရတဲ့အမှုတွေရှိနေကြတယ်။ရသော်ဘုရားမှာစစ်စစ်ကြည့်ကြရတယ်။ကိုယ်ရမှာတော့မဟုတ်တာလုပ်တာမရှိဘူးလို့အရဟံဆိုတဲ့ဘုံတစ်ခုတည်းနဲ့နေနဲ့လေးစားတတ်တဲ့ဘုံကိုရ။ဒါမှမဟုတ်လောကလူတွေကရှုပ်ဝဲလူရဲ့သဘောကိုသိရအောင်ခဲ့တရိစ္ဆာန်တွေရဲ့သဘောကိုသိဖို့လွယ်တယ်လူတွေရဲ့သဘောကိုသိဖို့လွန်ခဲ့တရိစ္ဆာန်တွေဆိုတာမှာအလုံးရိုးသားတယ်၊ဝင်လင်းတယ်လူတွေကြတော့အဲ့လိုပေါ့ဘူးရှုပ်ဝဲတယ်ပုံွယ်တတ်တယ်ဒါလူရဲ့ဘုံရှိတင်ကြီးတံပတ်တိယတိတံမနုဿာရှင်ပြတဲ့လူတွေဆိုတာဘယ်လိုလျှို့ဝှက်တဲ့နှလုံးသားရှိပါတယ်စိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးစိတ်ထဲကတစ်မျိုးလုပ်တာကတစ်မျိုးစိတ်ထဲကြံပြီးစိတ်ကူးတဲ့ထုတ်ပြောတဲ့စကားဟာတစ်လွဲစီစိတ်ထဲမှာကြံပြီးစိတ်ကူးတာနဲ့လုပ်တာတစ်လွဲစီအဲ့ဒီလိုလူတွေမှာရှုပ်ဝဲလူတွေထင်ရှားအောင်ပြောတဲ့အရာကတစ်မျိုးစိတ်ထဲမှာထားတာကတစ်ပုံးဆိုတော့လူတွေရဲ့နှလုံးသားဒီလိုရှုပ်ဝဲပြီးနေတယ်လို့ဆိုအဲ့ဒီလိုရှုပ်ဝဲနေပြီးတော့မကောင်းမှုတွေလူစရိုက်တွေဖုံးကွယ်လုပ်နေတဲ့လူလောကကြီးတဲ့မှာ
ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဒီရက်ကစေကွရမှာတော့မဟုတ်တာလောက်တာမျိုးလုံးဝမရှိဘူးဆိုရင်ထူးခြားတဲ့ဒီတစ်ခုတည်းနဲ့ပဲအာဟုတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အရဟံအမှန်တဘုရားဆိုတာကိုကြည့်အောင်သမ္မာဆိုတာအမှန်တရားတန်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဘုရားသိလောကကြီးဆိုတာဆရာမရှိဘဲနဲ့ကိုယ့်အကိုသိတယ်ဆိုတာရှိတယ်ဆရာစီကသင်ကြားထားတာကိုသိရှိကြဖြစ်တယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာလူသားဖြစ်တော်လဲအမှန်တရားတွေကိုအလွဲအမှားမရှိဘူးမှန်မှန်ကန်ကန်ကိုယ်ပိုင်ဉာဏ်နဲ့သိတာဖြစ်တယ်လို့ဆိုတော့အမှန်တရားကိုဘုံကြီးချင်းရအဲ့ဒါလေလူချင်းလို့ဆိုပြီးလူတိုင်းမရနိုင်တဲ့အရေးချင်းလူထဲမှာမရနိုင်တဲ့အရေးချင်းလို့ရှိတယ်ကိုယ်ဝေတယ်ဆိုတာပုဂ္ဂိုလ်ကိုယ်ဝေတာနဲ့အရေးချင်းကိုကိုယ်ဝေဒီအရေးချင်းမျိုးလူထဲမှာရှာမရှာတဲ့အရေးချင်းဝိဇ္ဇာသရဏသံဃာတော်အတိပညာအရာမှာလည်းအာနန္ဒပုဂ္ဂိုလ်တွေသိတာတဲ့ညာတော့သိအကျင့်တရားနေတဲ့သမ္မာပုဂ္ဂိုလ်ကြီးကျင့်နိုင်တာတဲ့ပို့ပြီးတော့ကျင့်နိုင်သူကတော့လောကလူသားတွေနဲ့မတူဘူးဒီဒီအကျင့်ရဲ့အောင်မြင်ပေါရောက်မှုထွတ်ဖြစ်ရောက်နေတဲ့ပုဂ္ဂိုလ်တရားအဖြစ်ပြောမယ်ဆိုလို့ရှိရင်အပြောနဲ့ပတ်သက်လာတဲ့အခါလောကလူသားတွေမပြောနိုင်တဲ့စကားမျိုးတွေသာမန်လူသားတွေမပြောနိုင်တဲ့စကားမျိုးတွေကိုပြောတာဖြစ်တယ်။သာမန်လူသားတွေကပြောဖို့လောခက်တယ်။မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်များကလူသားဖြစ်တော်လဲပြောလိုက်တဲ့စကားတွေကမှန်ကန်ပြီးတော့မှန်လဲမှန်လဲအကျိုးလဲရှိတယ်။အဲ့ဒီစကားမျိုးကပြောတယ်။မှန်လဲမှန်လဲအကျိုးလဲရှိတယ်။သို့တော့အဲ့ဒီစကားမျိုးမှာတစ်ဖက်သားကကြိုက်တာရှိတယ်မကြိုက်တာရှိတယ်။ဘုရားဆိုတဲ့ပုဂ္ဂိုလ်ကပြောနေပြလိုက်ပြီဆိုလို့ရှိရင်ဒီပြောတဲ့စကားလေးမှန်တယ်မှန်ရုံနဲ့မကဘူးအကျိုးကျေးဇူးကိုဖြစ်ထွန်းစေနိုင်တယ်။တစ်ဖက်သားအကျိုးမဲ့ဖြစ်သွားပြီအကျိုးမဲ့အကျိုးတရားကိုဖြစ်ပေါ်စေနိုင်တယ်။အဲ့ဒီစကားမျိုးကိုတစ်ဖက်သားကကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေပြောတဲ့ပြောထိုက်ပြီဆိုလို့ရှိရင်ပြောတယ်ပြောတဲ့ပြောထိုက်တဲ့အချိန်ရောက်ပြီဆိုရင်ပြောတယ်လို့ဒီလိုဆိုအဲ့တော့လောကလူသားတွေကမှန်တဲ့စကားပြောဖို့ဆိုတာလည်းလွန်ခဲ့တယ်အကျိုးရှိတဲ့စကားပြောဖို့ဆိုတာလည်းလွန်ခဲ့တယ်များတော့ဖြင့်သူများကြိုက်တဲ့စကားပြောတယ်ပြောတယ်မကြိုက်တဲ့စကားပြောတယ်ပြောတယ်အေးမှန်ကန်မှုအကျိုးရှိမှုဆိုတာတွေနဲ့ပတ်သက်လာတယ်လောကလူသားတွေရွေးချယ်ဖို့ရကြခဲ့တဲ့စကားမျိုးဖြစ်တယ်။ဟောဘုရားဆိုတဲ့ပုဂ္ဂိုလ်ကြီးကသူကတော်ဆိုတဲ့ဘုံတော်ကြီးကတာမန်လူသားတွေမရနိုင်တဲ့ဘုံတော်ဖြစ်တယ်။မြတ်စွာဘုရားကိုတာမန်လူတယောက်နဲ့နှိုင်းယှဉ်ပြီးတော့လူချင်းကိုယ်ပဲစိတ်ကတည်းကပြောစရာမလိုအရေးချင်းဘုရားမှာပေါ်ချတယ်လို့ဒီလိုဆိုလောကဝိတုလောကအကြောင်းကိုကုန်စင်အောင်သိတယ်လောကအကြောင်းကိုသိတယ်လို့ဆိုတဲ့နေရာမှာဘုရားရဲ့အကြောင်းကိုသိတယ်ဆိုတဲ့နေရာမှာဒီပုဂ္ဂိုလ်နားလည်အောင်ဘယ်လိုပြောရမလဲဘုံကိုပြောဖို့အချိန်တန်ပြီလားဆိုတာကစသိလက်တော်ဘုရားရဲ့ထူးခြားတဲ့ဉာဏ်ရည်နှစ်ခုကဣန္ဒြိယပရောပရိယတိနဲ့အာရယနုတ္တယလို့ခေါ်တယ်ဒါကိုဘုရားစက္ခုဘုရားရဲ့မျက်လုံးလို့စာပေကျမ်းမှာဆိုတယ်ဣန္ဒြိယပရိယတိလို့ဆိုတယ်မှာဣန္ဒြိယပရောပရိယတိလို့ဆိုတာဣန္ဒြိယဆိုတာကလူရဲ့စိတ်အစမှာဖြစ်ပေါ်နေတဲ့
ယုံကြည်မှုတွေကြိုးစားအထောက်မှုတွေအမှတ်ရမှုတွေစိတ်တည်ငြိမ်မှုတွေကိုယ်ကြပြကိုယ်ဝေချာသိနိုင်မှုပညာတွေတက္ကဝိရိယတတိသမာဓိပညာလို့ဆိုတဲ့အည်အသွေးတွေအဲ့ဒီအည်အသွေးတွေတရားနဲ့တရားမတူချာမတူသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်မှာဒီအည်အသွေးတွေမှာဖြတ်ပြည့်နေပြီလားသို့မဟုတ်ဒီအည်အသွေးတွေမှာပြော့ညံ့နေတော့ပဲလားဒီအည်အသွေးတွေမဖြတ်ပြည့်သေးဘူးလားဆိုတာကိုကွဲပြားသိနိုင်စွမ်းရှိဉာဏ်အဲ့ဒါကိုဣန္ဒြိယပရောပရိယတိဉာဏ်လို့ခေါ်တယ်အဲ့ဒီဣန္ဒြိယပရောပရိယတိဉာဏ်ကိုကြည့်ပြီးတော့ဉာဏ်နဲ့ကြည့်ပြီးလူတယောက်ကိုရသော်များဆုံးမတဲ့အခါသရာရည်နဲ့နေပြီးဖြစ်ပြီးဝိရိယနဲ့နေပြီးဖြစ်ပြီးမဲ့သတိနဲ့နေပြီးဖြစ်ပြီးသမာဓိနဲ့နေပြီးဖြစ်ပြီးပညာနဲ့နေပြီးဖြစ်ပြီးတယ်အဲ့လိုတရဝိရိယသတိသမာဓိပညာလို့ဆိုအိန္ဒိယဖြစ်မြဲမှုရှိမရှိပဲခြားခြားသိခြင်းလောကလူသားတွေကိုအကျိုးဆောင်ရွက်ဖို့အင်တန်ကြီးမားတဲ့အောင်မြင်မှုတွေရနိုင်တယ်။ဒါမသိပဲနဲ့ရမ်းပြီးတော့လုပ်လို့ရှိရင်အောင်မြင်မှုမရနိုင်ဘူး။နောက်တစ်ခုအရေးပါတဲ့ဉာဏ်ကဘာလို့ဆိုရင်အာတယနုတ္တယဉာဏ်။အာတယဆိုတာသရဝရရဲ့နှလုံးသွင်းအစ္ဆာတရားအကြိုက်ဝါဒနာအနုတ္တယဆိုတာသံဃာကပါလာတဲ့ဆွေးနွေးနေရှိနေတဲ့ဝါဒနာဇယိုက်နဲ့အကြိုက်နဲ့ဝါဒနာဆိုတာတွေကိုလူရဲ့ဇယိုက်လူရဲ့အကြိုက်ဆိုတာကိုခွဲခြားခြားသိနိုင်ပြီးတော့သူ့အကြိုက်သူ့ဇယိုက်နဲ့လိုက်ဖက်တဲ့စကားမျိုးကိုပြောဒါနဲ့ဥပမာပြုလို့ဆိုရင်စေပညာကျွမ်းကျင်တဲ့သမားတော်တရားမှာလူတရားရဲ့တဏ္ဍာမှာဖြစ်နေတဲ့ယောဂဝိဒနာကိုတည်တည်ချာချာလေ့လာစစ်ဆေးပြီးဘယ်ဆိုတာကြည့်လို့ဘာကြောင့်ဖြစ်နေတယ်ဆိုတာကိုတည်တည်ချာချာသိပြီးတော့ဆေးပေးတယ်လို့ပဲမြတ်စွာဘုရားမှာလည်းတရားရည်ရဲ့အကြိုက်ကိုသိချာသိပြီးအကြိုက်နဲ့ဇယိုက်ကိုင်းနေတဲ့တရားဓမ္မနဲ့ဆုံးမမှုပြုဒါကြောင့်လို့အာမလူသားတရားမဟုတ်ဘူးဒီလိုအသိဉာဏ်ရှိတဲ့လူသားတွေနတ်တိတံဝဒီလိုအသိဉာဏ်ရှိဘူးကောင်းကင်ဘုံကတကူကြီးတယ်ဆိုတော့နတ်တိသမားတွေဟာဒီအသိဉာဏ်ရှိဘူးမြတ်စွာဘုရားမှာလည်းဒီအသိဉာဏ်ရှိဘူးကိုယ်ပဲလိုက်တဲ့ဘုရားဆိုတာဖြစ်တယ်အဲ့တော့သမဏအဖြစ်သမိုင်းကြောင်းကိုကြည့်ပြီးတော့တပည့်ယောမျိုးမှာဘုရားကမင်းကြီးတို့ဘယ်လိုမှရတော့မွေးတဲ့သာမန်လူသားတယောက်ပဲလို့ဒီလိုသွားပြောညံ့ဘူးဒီအရေးချင်းတွေရှိလာလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ်ကိုယ်တိုက်တဲ့အနေအထားမျိုးရဒီလိုဆိုအဲ့လိုလောကရဲ့အကြောင်းကိုနဲ့ချွတ်သိသည့်အတွက်ကြောင့်ဆုံးမတော်တဲ့နေရာမှာအောင်မြင်မှုတရပူဆောင်အနုတ္တရောအောင်မြင်မှုတွေ့ကိုရတယ်အောင်မြင်မှုတွေ့လို့ရတယ်လူတွေရဲ့ရှေ့ဆောင်လမ်းပြဆရာကြီးများကလက်တွေပြမတွေအားလုံးရဲ့ဒီကမ္ဘာလုံးရဲ့ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များဖြစ်တော့တတ်တာတွေကအနုတ္တကံလို့ဆိုဒီမတရားကိုသိတဲ့အခါရှေးဥစွာသိရှေးဥစွာနှုံးထတာတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်ဘုရားကြီးမားတဲ့အရှိန်အဝါတွေဆောင်းမှုတွေဣန္ဒြိယဓမ္မယတာတိကာမဆိုဣန္ဒြိယစိတ်ကိုဆုံးကိုယ်စိတ်ကိုပိုင်နိုင်တယ်အုပ်ချုပ်ထားတယ်ကိုယ်စိတ်ကိုနိုင်တယ်ဆိုတာဘယ်လိုမှမဟုတ်ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဘောဂပါရမီတွေဆိုတာမိမိကိုယ်ကိုလွန်မိုးချုပ်ကင်ထားနိုင်တာအရေးချင်းတွေပြည့်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လို့ကိုယ်ပဲစိတ်ကရတာအဲ့ဒီချင်းမျိုးမရှိဘဲနဲ့ကိုယ်ပဲစိတ်ကတဲ့ပုဂ္ဂိုလ်ဖြစ်ကိုမရောက်ဘူးဒီလိုဆိုအဲကြောင့်ဘာသာတရားကိုကိုယ်ပဲဘာသာတရားကိုရွေးချယ်မယ်ဆိုလို့ရှိရင်ဒ
ဒီလိုရည်ချင်းနေတဲ့ပြည့်စုံတဲ့တရားမျိုးကိုကိုယ်ဝေစိကရမှာဖြစ်တယ်။သာမဘုရားဆိုတာနဲ့ကိုယ်ဝေစိကရမှာမဟုတ်ဘူး။ဒီလိုရည်ချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များရဲ့အဆုံးအမတရားဆိုတာနဲ့လက်ခံจิตတော်ခြင်းအပြင်ကိုယ်ဝေစိကမှာဖြစ်တယ်။ဒီလိုရည်ချင်းနဲ့ပြည့်စုံတဲ့ဘုရားရဲ့အဆုံးအမတိုင်းလိုက်တာจิตတော်နေတဲ့သောဘုံจิตတိုင်းမှုမှာအောင်မြင်ပေါ်ရောက်သွားတဲ့တတိတောင်ကဖွဲ့စည်းမျိုးကိုသာကုသိုလ်ကောင်းမှုပြုခြင်းဖြင့်ကိုယ်ဝေစိကပြီးတော့အလေးထားကြရမှာဖြစ်ဒါအရေးချင်းရှုထောင့်ကနေကြည့်ပြီးတော့ဘယ်ဘာသာကိုကိုယ်ဝေခြင်းလဲတမန်အဖြစ်ဒီအရေးချင်းတွေမှာမရှိဘူးဆိုလို့ရှိရင်ဘယ်လိုတကူရှင်ပဲဖြစ်ဖြစ်ကိုယ်ဝေတိုင်းတော့ကိုယ်ဝေတယ်သူ့ဘာသူတကူရှိနေတာသူ့ဘာသူရှိကောင်းရှိတယ်တကူဆိုတာလူတိုင်းကိုကျိုးပြုလို့ရမှာမဟုတ်ဘူးတကူဆိုဒီမှာအရာရာကိုပြီးစေနိုင်တော်လည်းပဲအကုန်လုံးကိုပြီးစေသူ့နေရာသူ့ကိုအဲ့ဒီဆယ်မျိုးဆိုတာရှိတယ်အဲ့ဒီဆယ်မျိုးတွေကကာမဝိပါကစိတ်ကြီးဆိုတာကိုကြည့်မြစ်ဒီကောင်းရင်ပြန်နေတာဒါနဲ့တကူလို့ခေါ်တာပဲဒီသူ့ဘာသူကောင်းရင်ပြန်တာကိုနဲ့ငှက်ကိုပိုးဝယ်ရမှာမဟုတ်ဘူးသူ့မှာစွမ်းတကူရှိတယ်ရေတွေကသားလေးရေထဲမှာငုတ်ပြီးတော့နင်းနေနေကူးနိုင်တယ်ဒါလည်းအစွမ်းတကူတစ်ခုလောကမှာအစွမ်းတကူဆိုတာမျိုးမျိုးရှိလောကလူတွေကိုယ်စဉ်းစားကြည့်လူတွေဟာကာယဗလာနဲ့လူတွေရဲ့ကာယဗလာနဲ့စင်ကြီးတွေကောင်ရဲ့ကာယဗလာနဲ့လက်ရှင်ကြည့်မယ်ဆိုရင်စင်ကြီးတွေကောင်ရဲ့ခွန်အားမှာသူကြီးမှာလူတွေရဲ့ခွန်အားမှာဘာလို့ရှိအားလာရင်ကြိုက်မယ်ဆိုရင်ခွန်အားလာရင်ကြိုက်ရင်ဆင်ရတဲ့နိုင်ရမှာဖြစ်ကောင်းရင်ပြန်ဖို့လူတွေကတောင်းမှမရှိဘူးကောင်းရင်ပြန်ဖို့ကြိုးစားရင်လည်းငှက်တွေကိုရှုံးပေးရမှာဖြစ်ရေပြင်းမှာအေးပြန်မယ်ဆိုရင်သမင်တို့ချီတာဆိုတဲ့ဘာမှအပြေးမြန်ဆုံးဖြစ်တဲ့အကောင်တွေဘယ်သူ့ကိုမှလူကမိအောင်ပြေးနိုင်မှာမဟုတ်ဘူးရှုံးပေးရရေထဲမှာပြန်ပြီးကူဖို့ဆိုတာလည်းငါ့ကိုရှုံးပေးရမှာဖြစ်သို့တော့လူတွေကတာလွန်တဲ့အချက်ကဘာလဲလို့ဆိုရင်ခုခေတ်စကားနဲ့ပြောရင်ဘုံနာကိုပြောအတိညာကိုဆိုလို့ရင်လူတွေဟာအတိညာရှိပြီးပဲ။ဘာဖြစ်ပြန်နေငှက်ကိုလည်းချုပ်ကိုင်းနေနေရေထဲမှာနားကိုလည်းချုပ်ကိုင်းနေနေ။ဟောအကအလုံးကြီးမားတဲ့ဆင်ကြီးတွေကိုလည်းချုပ်ကိုင်းနေနေ။အပြင်းမြန်တဲ့သရဝါတွေကိုလည်းချုပ်ကိုင်းနေနေ။အဲ့ဒါလူတွေရဲ့ပညာတော်တာမုံကျန်တာတွေကတခြားသရဝါတွေကတာမုံတယ်။ရည်ချင်းချင်းမတူကြဘူးဟုတ်ကြ။အဲ့လိုလောကမှာအစွမ်းတကူဆိုတာကိုယ်စီရှိကြတာဆိုတော့ဒီအစွမ်းတကူရှိရုံနဲ့ကိုယ်ပဲလိုက်သလားကိုယ်ပဲထိုက်တယ်ဆိုခုနကအလားအစားတဲ့ဘုံတော်လေးနဲ့ပြည့်စုံတာမျိုးဖြစ်ရမယ်အဆုံးမတရားတွေနဲ့ပတ်သက်ပြီးတော့ကိုယ်ပဲလိုက်တဲ့အရေးချင်းတွေပါတော့တယ်ဘာသာတာမင်္ဂလာဟောတာတဲ့တရားမျိုးဖြစ်ဖို့လိုတယ်အမှားဆိုလို့ရှိရင်ဒီမကျတဲ့အတိုင်းအောင်မြင်ပါရမှာမဟုတ်ဘူးမိမိလက်ဆောင်တဲ့အတိုင်းကျိုးဆိုတာဖြစ်ပေါ်လာမှာမဟုတ်ဘူးဒါကြောင့်မို့လို့တရားဓမ္မဆိုတာသွားခန္ဓာဖြစ်ဖို့သိအရေးကြီးတယ်မဘာကနာမောပြောမှုကသိအရေးကြီးမှားတော်ပြီလမ်းစဉ်တစ်ခုမှားတော်ပြီဆိုလို့ရှိရင်ကြည့်လို့မှားရတဲ့လမ်းစဉ်ကိုအသုံးပြုတဲ့အတိုင်းကြီးပါလေရှင်းရှင်းလေးပေါ်မဂ္ဂန်နဲ့လမ်းစဉ်နဲ့သွားတဲ့အတိုင်းကြီးဖြစ်ပွားချမ်းသာရလမ်းစဉ်မှားလို့ရှိရင်ဘယ်မှားရတဲ့လမ်းပေါ်ရှောင်လန်းသွားတဲ့ပုဂ္ဂိုလ်ကိုသွားခြင်းတဲ့နေရာဘယ်တော့မှမရဘူးမဂ္ဂန်နဲ့လမ်းကြောင်းပေါ်ကိုရှောင်လန်းသွားမှသာဒီကိုသွားခြင်းတဲ့နေရာရောက်တာဖြစ်ဒါကြောင့်မို့လို့တရားဓမ္မကိုရှင်းသုံးတဲ့အခါမှာကိုရှင်းသုံးတဲ့တရားဟာသွားခန္ဓာဖြစ်ရမဂ္ဂန်တာဖြစ်ရ
Mama kana wada re ya. Mangai agola la so agola devi. Mambiro korai ti nai deတရားမျိုးဖြစ်ဖို့လိုသေးတယ်။ဒါကြောင့်ရသော်ဘုရားတရားကြတော့မှန်ရုံရမကဘူး။တန်လေးရှိကောလုတ်သူကိုယ်တိုင်သိနိုင်ပြီရှိတယ်။တိုင်းတာတဲ့သူများသိနိုင်။အဲဒီသိနိုင်တာလည်းအချိန်လောက်ဆိုင်ရမှာလဲငါမောကြမှာလားဆိုတော့မဟုတ်ဘူးအကာလေးပေါ်အခုတော့ခုသိနိုင်တဲ့တိုင်းတာတစ်ခုရှိတယ်။ဒါကြောင့်ရသော်ဘုရားတရားတော့လက်တွေ့ကြဖြစ်တော့ကြ။အဲဒီကတိကောကိုယ့်ရဲ့မိတ်ဆွေတွေဖိတ်ခေါ်ပြီးတော့လက်တွေ့ဆက်သက်ခိုင်းဖို့ရတယ်။အကြမ်းမှထိုက်တယ်။အောက်ကနေကောအခုလို့ရင်အခုစိတ်နှလုံးအေးချမ်းမှုလို့ဖြစ်ပေါ်ကြတယ်တော့ကြောင့်စိတ်ထဲနှလုံးနဲ့ကြောင့်ဖြစ်စဉ်ပြုဖို့အထောက်တယ်။သို့တော်တကယ်အစစ်မြင့်တဲ့တရားသူတရားမြတ်တွေဇာတရားတွေရဖို့အတိတ်ဘဝတွေကိုသိနိုင်တဲ့ပုဂ္ဂိုလ်ဒီဝန္တာမျိုးသတိဉာဏ်ဆိုတဲ့ဘေးကျင်ဝိလာလေးဒေသဖုံးဝင်နေတဲ့အရာတွေကိုနှပ်ပြီးတော့မြင်နိုင်တယ်ဆိုတဲ့ဒီပါစကုအဘေးကျင်ဝိလာရဲ့အရာကအတန်တွေကိုကြားနိုင်တယ်ကြားနိုင်စွာရှိတယ်အဲဒါမှသိငယ်တဲ့အတန်လေးတွေကိုကြားနိုင်စွာရှိတယ်ဆိုတဲ့ဒီပါတော့တာလူတွေသားရဲ့စိတ်ကိုသိနိုင်စွာရှိတယ်ဆိုတဲ့စေတောပိယပေယေရှုဘုရားအမျိုးမျိုးခံတဲ့နိုင်တယ်ဆိုတဲ့အိဒီဝိဒပေအဲဒီလိုအဘိညာဉ်တကူတွေလောကကြီးမှာတာမန်ပုဂ္ဂိုလ်တွေကြားနိုင်မှာမဟုတ်ဘူးနောက်တစ်ခါဘိညာဉ်ကိုမြတ်တာကထူးခြားတဲ့တရားတွေတရားများဆိုတဲ့သောတာပန်ဖြစ်ဖို့သောတာအမှန်မြင်ခြင်းနဲ့တဏှာကင်းခြင်းနဲ့အမှန်မြင်ခြင်းနဲ့တဏှာကင်းခြင်းဆိုတာကြားရှိသွားတဲ့အနည်းချင်းတဂရကဖြစ်သွားရင်ကာမရာဂပြမာဏတွေကာမရာဂလို့ဆိုတဲ့ကာမောအာယုန်တွေပေါ်မှာယုံနေသွားပြီပြမာဏဆိုတဲ့ဒေါသတွေယုံနေသွားအနာဂတ်ဖြစ်သွားပြီဆိုရင်ကာမဂုဏ်အာယုန်စိတ်တွေလုံးဝကင်းပြီးမုန်းမှုဆိုတဲ့ဇာဝရတရားတွေဒါတွေလုံးဝကင်းသွားဉာဏ်နဲ့ဖြစ်ပြီးဆိုရင်ကိုယ်တဏ္ဍာမှာရှိတဲ့စိတ်ကိုပူပန်စေတဲ့စိတ်ကိုညှဉ်းနှွမ်းစေတဲ့ကိလေသာတွေဆိုလုံးဝကင်းသွားအောင်ဆွမ်းဆောင်နိုင်မှုဆိုတဲ့အတိုင်းအတာတစ်ခုတည်းတော့ဉာဏ်ဉာဏ်တွေးထက်တဲ့ပုဂ္ဂိုလ်တွေဒီတိုင်းကိုရောက်မှာမဟုတ်ဘူး။ဒါကြောင့်မို့သစ္စာတံဝိတ္တဘောဝိညုဟိပညာရှိတဲ့ပုဂ္ဂိုလ်မှဒါတွေကိုရနိုင်ဒါဟာလည်းအလုံးစုံဝါကြတဲ့ကိစ္စတစ်ခုအစစ်မမီပဲနဲ့ပညာဆိုတာရတယ်လို့မဟုတ်ဒီပညာမျိုးမပြောနဲ့လောကီပညာတော်လူတိုင်းအစစ်မီရနိုင်မှာမဟုတ်ဘူးဒီလိုနဲ့တူမတူကြဘူးပေါ့အရေးချင်းလို့အဲဒီလိုအရေးချင်းနေတဲ့ပြည့်စုံတဲ့တရားမျိုးရွေးချယ်ပြီးတော့ပို့ဝင်တဲ့တရားမျိုးဖြစ်တယ်ပေါ့တန်ခါလို့ဆိုတဲ့ဘယ်လိုဖွဲ့စည်းမျိုးအားပေးလိုက်ဘယ်လိုဖွဲ့စည်းမျိုးလေးစားလိုက်တယ်လို့ဆိုမြတ်စွာဘုရားရဲ့တတိတော်ကအဖွဲ့အစည်းတွေကဘာကြောင့်လေးစားလိုက်ဘာကြောင့်လေးစားလိုက်သံဃာတရဏကိစ္ဆာမိလို့ဘာကြောင့်ဆိုလဲဆိုတာမန်အဖြစ်ဆိုတာမဟုတ်အရေးချင်းတွေကိုကြည့်ပြီးအဲ့ဒီအရေးချင်းတွေကဘာလဲမြတ်စွာဘုရားချမှတ်ထားတဲ့ဇမစရိယဆိုတဲ့လမ်းခုနကပြောခဲ့တဲ့ကိလေသာတွေကိုစိတ်ကိုပူလောင်စေတဲ့ကိလေသာတွေရှော့ချပြီးနောက်ဆုံးဖယ်ရှားဖြစ်နိုင်တဲ့အတိုင်းအတာတစ်ခုကိုရအောင်မှန်ကန်တဲ့လမ်းစဉ်နဲ့ကျင့်သုတ်တိပန္နတန်တော်နေတဲ့ဥစ္စုပတိပန္နတစ်ချောင်းနဲ့တော်နေတယ်ညာယပတိပန္နနိဗ္ဗာန်ဉာဏ်ကိုတက်ပြီးတော်နေတာမိစိတ္တိပန္နရလာတဲ့ပန်းထိုင်တဲ့စီရီယောရဲ့အကျင့်တွေကိုကျင့်နေတယ်ဟောအဲ့ဒါလိုကျင့်နေရှင်ညနာငက္ခာလို့ဆိုတဲ့ငက္ခထလို့ဆိုတဲ့စိုက်တတိရှိတဲ့မဂ္ဂင်7ပါးအစုဝေးပေါ်ရောက်ရှိအောင်ရောက်ရှိနေတဲ့ပုဂ္ဂိုလ်တန်ခါဖွဲ့စည်းတန်ခါဆိုတာဘုရားရဲ့လို့အောင်မြင်ပေါ်ရောက်နေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုအဲဒီပေါ်ရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာအာဟုနေရော
အဝေးရရလာတဲ့ပစ္စည်းနဲ့လည်းပူဇော်လိုက်တယ်ခံယူလိုက်တယ်ပါမှုနေအဲ့ဒီကိုကျွေးမွေးဖို့ထားတဲ့အဲ့ဒီကိုပေးကမ်းဖို့လက်ဆောင်ပေးဖို့ထားတဲ့လက်ဆောင်တွေနဲ့လည်းထိုက်တယ်ဘာလို့ထိုက်တာလဲဆိုလောကမှာတစ်ခါတည်းအဲ့ဒီဆိုတာတစ်ခါတည်းရောက်လာတဲ့ပုဂ္ဂိုလ်ဆိုဒီပုဂ္ဂိုလ်မြတ်တရားလည်းလောကမှာတစ်ခါတည်းမှရှိတာတော့ဖြစ်လို့ပါမှုနေအဲ့ဒီအတွက်ထားတဲ့ဒီဟာကမှတကယ်အဲ့ဒီလိုဆိုတက္ခိနေရောယေရှုပြီးတော့တူတဲ့အလူဒါနတွေဒီပုဂ္ဂိုလ်တွေကိုလှူလိုက်လို့ရှိရင်ကိုယေရှုချက်တယ်အောင်ရပေါ်ရုံနဲ့ဒီစရိကရဏီရောဘာမှမလုပ်တော့လည်းချိလိုက်တယ် respect လုပ်လိုက်တယ်အနုတ္တရဘုံရခိတ္တလောကနာလောကရဲ့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့တကယ်ကိုရေကောင်းဖြစ်တယ်ဆိုတော့အဲ့ဒီချင်းတွေရှိဖို့လိုအပ်တယ်အဖွဲ့အစည်းတစ်ခုကအဲ့ဒီရည်ချင်းမျိုးမရှိဘူးဆိုလို့ရှိရင်လေးစားတိုင်းမှာမဟုတ်ဘူးဘုရားဆိုတာလည်းလေးစားတိုင်းမှာရည်ချင်းကြောင့်ဓမ္မဆိုတာလေးစားတိုင်းမှာရည်ချင်းကြောင့်တန်ခါဆိုတာလည်းလေးစားတိုင်းမှာရည်ချင်းကြောင့်အဲ့ဒီအရည်ချင်းတွေရှိတဲ့အရာကိုမှဘာသာတရားအဖြစ်ကိုယ်ွယ်ရွေးချယ်ကိုယ်ွယ်ထိုက်တယ်ဒီလိုဆိုအဲ့ဒါကိုညီညွတ်ပြီးမြတ်စွာဘုရားကယောသကုဋ္ဌိသဓမ္မေသသံဃေသသရဏဂေတောဒီတရားတရားသံဃာရဲ့တော့ကိုယ်ွယ်ဆိုတဲ့နေရာမှာလူတွေဟာအစင်လာရဘာဥက္ကရာစပြီးနတ်တွေကိုကိုယ်ွယ်လာတဲ့အစင်လာပြီးတခုမပြောက်တည်တဲ့ဘုရားကိုကိုယ်ွယ်တဲ့အခါမှာနတ်ကိုယ်ွယ်တဲ့အတ္တတရံသံဃာမျိုးတွေဖြစ်ပေါ်နေစေပဲဖြစ်တယ်ဟော။မြတ်စွာဘုရားကိုကိုယ်ွယ်ခြင်းဖြင့်စီပါဥဒ္ဒါတွေတက်ဖို့ဆုတောင်းနေဘုရားကိုယ်ွယ်ခြင်းဖြင့်စီပါဥဒ္ဒါတွေတိုးတက်ဖို့အနည်းကဲဖို့ဆိုတာတွေဆုတောင်းနေအဲ့ဒါတွေနတ်တွေကိုယ်ွယ်တော့ပါလာတဲ့အတွေးအမြင်တွေကဖြစ်တယ်။မြတ်စွာဘုရားကိုကိုယ်ွယ်တယ်ဆိုတာမြတ်စွာဘုရားကကိုယ်ဘာလို့ပေးလဲလို့ဆိုတိတိပဝတ္တနေနအာဟိတသနေဝတ္တနေနဟိတလို့ဆိုရဲဘောင်းရချမ်းသာကိုဖြစ်ပွားစေတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာဖြစ်အောင်တိုက်တွန်းမှုဆောင်ပြီးဆုံးပါအာဟိတသနေဝတ္တနေနအကျိုးမဲ့ကိုဖြစ်စေတဲ့အကုသိုလ်တရားတွေကိုယ်တဏ္ဍာဖြစ်အောင်ရှောင်ဖို့မှုဆောင်ပြီးတိုက်တွန်းဆိုလိုတာရှောင်ဖို့နဲ့ဆောင်ဖို့ဒီနှစ်ခုကိုမြတ်စွာဘုရားဆုံးပါလောကနာနဲ့လောကနာတိကိုမြတ်စွာဘုရားရှင်းလင်းပေါ်ပြလောရမှာကိုယ်ကိုယ်တိုင်လောကနာနဲ့လောကနာဖွယ်ထားပြရမယ်တိအောင်ဆုံးပါမယ်တိလာတဲ့အခါမှာမလောကနာတွေကိုရှောင်ရမယ်လောကနာတွေကိုလုံးဝမယ်ဆိုတာကိုယ်အလုပ်ဖြစ်ပါတယ်အဲ့ဒီလိုအခြေအနေမျိုးတွေမြတ်စွာဘုရားဟိတိပိုးတနေနာအာဟိတသမျိုးတနေခြေလေးကောင်းတွေကိုဖြစ်ပေါ်စေမှုမကောင်းတဲ့ခြေလေးတွေကနောက်ဆုတ်စေမှုဆိုတဲ့ဒီအားဖြင့်ပါလေတရားဝါဒီပေါ်မှာကြားရမယ့်ဘေးရန်အန္တရာယ်တွေကိုကာကွယ်ပေးရဖြစ်တယ်မြတ်စွာဘုရားကိုယ်တော်ကိုယ်ပဲပါရဲ့တစ်ခါကဒုစရိုက်လုပ်နေလုပ်နေမကောင်းတာတွေလုပ်နေတယ်ဆိုတာဘုရားကနားကယ်မှလားလို့ဘယ်လိုနည်းနဲ့မကယ်ဘယ်လိုနည်းနဲ့မကယ်လဲဆိုတာဖြစ်တယ်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကိုကိုးကွယ်ရဲဆိုတာမြတ်စွာဘုရားအဆုံးအမလိုက်နာဖို့ကိုးကွယ်ချဖြစ်။မကနဲ့ရည်ရွယ်တဲ့ကိုးကွယ်ဖို့တော့စီဝါဥစ္စာတိုးတက်ခြင်းလို့ရှိရင်မြတ်စွာဘုရားဆုံးမထားတယ်။ဘာလို့ရင်စီဝါတက်တယ်ဆိုတာကြည့်တယ်။သံဃာတရား၄ပါးမှာကျူးစာရမယ်ဥဒ္ဒနာသံဃာအလေးလေးရှိအောင်သိသိရမယ်အာရမသံဃာဝေဝေထွက်ဝေညတ်တော့တန်ဝဲရမယ်ကမစီဝိဒီကုန်းရှိကုန်းရှိရမယ်ကလျာဏမိတ်တယ်အဲ့ဒီစနစ်စီကံနဲ့ကြလိုက်နိုင်မယ်ဆိုလို့ရှိရင်လူတွေစီးပွားဖြစ်ဒီဘဝမှာစီးပွားဖြစ်အဲ့ဒါလို့ဆိုလို့ပုဂ္ဂိုလ်ရဲ့လောကအဲ့ဒါကိုနတ်တွေကိုဝယ်ခဲ့တဲ့အစဉ်လာကအလွန်ကြီးမားပြီးရင်တဲ့နှလုံးထဲမှာဆွဲနေသည့်အတွက်ကလူတွေဟာကိုယ်ဝယ်တဲ့အခါဒီဘုရားကလက်ကောင်းတယ်ဟိုဘုရားကလက်မကောင်းဘူးဆိုတဲ့အတွေ့အကြုံတွေဝင်လာအဲ့ဒီအတွေ့အကြုံဝင်လာပြီးတော့လက်ကောင်းတဲ့ဘုရားကိုယ်ဝယ်လက်မကောင်းတဲ့ဘုရားကလက်ကောင်းကြည့်ဘူးဆိုဖြစ်
mai chất chồng mùi thì cái đấy chỉ là xịn thì để là một trả lời cho nên cái giá rồi cô sơ ra nhất sau giá của Giêsu bị được tha lệ dạng ta là nha nhất sau giá thì cô giá được chuyện sau đó tế công gì đi về chuyện chuyện giá của Giêsu tha được gì cứ đổi tế công gì cô về là nào cứ đổi dạng đi đã đổi mà ba chân đi tế công gì đi giá mà được sự cô giá rồi không gì cũng nó sẵn chuyện ý đã vô nóng lên ra để chút là ngàn giá ra đi gặp sư công giá sư cô đi gặp ô công như sư cô đi gặp rồi trình đi nhận đông nội thì dừng hẳn nhiều cho mỗi đi tới sáng rồi đấy bay một tháng để một xí à mỗi đi tới sáng rồi là đi đi mà đi lại cái này ta mà ông không được từ rồi lên cả điều đi xí à từ rồi respect đi đến nhà đi cô về đến nhà đi à bây giờ đi đến nhà xí nhà mà đi mà mất xí là không đó là mình không đi phải sửa lại vì sao làm nhà đi xí không đi phải để ra đi xí nhớ ra đi vô để tự số nhớ đi đi vô để chuẩn bị era không đi để sang này quay sang xí không đi để sang này nào đi rồi xí cho nên vô gì vậy cái lúc chết bọn mình sẽ làm gì không đi để sang xí tu hành này mà ta nào để ra để đi làm gì đó là cái gì alo mà để đi làm gì cả tu đi rồi ấy đi tu đi rồi đấy tâm mặt nào đấy để cái đó có sao thế sao đó cả tu đi cả anh nhá tâm mặt nào general consensus anh nhá đi rồi tu đi mà cho đấy quân nên bây giờ đấy mà cô về rồi thì rồi cho làm hậu phụ nhất sau nhà mà nào rồi đâu được bao đó là lưu đi cháu sẽ bây giờ anh ấy chính trong môi trường mà mà cái này nhà đi cô về sinh ra nhà đấy ấy cô về sinh ra môi trường là cái anh ấy cái này cô về sinh ra là chỉ cô con dâu cô về sinh ra cô sợ là chỉ cô ấy là đi cô về sinh ra trên nhau cái rồi đi ăn là về đồng nhau mà nó không thì nó không có bị được gió sao đối diện sao giảm miễn sao tăng miễn sao và mình để thôi cái cố về sĩ cái mà con nào rồi đi chuyên sĩ để cố gắng rồi để cố gắng nhé cố gắng rồi để cố gắng nhé sống mà chỉ để tất cả đã sao để đi chuyên sĩ để làm ạ thôi làm ạ đại nhà trên đó ông ấy có yêu cầu để tăng mà ấy rồi cố gắng để mà tăng á rồi rồiဒီလိုအရေးချင်းနဲ့ပြည့်စုံတဲ့အရာကိုလာရင်ရွေးချယ်ဖို့ဖြစ်တယ်ဒါကအရေးချင်းရှုမှတ်နေတယ်အဲ့လိုအရေးချင်းရှိတဲ့ပုဂ္ဂိုလ်ရွေးချယ်ဖို့ဘာလို့ရမှာဆိုတော့အရေးကြီးဆုံးကအသိပညာတရားလူရင်းကအသိပညာကိုရအသိပညာဆိုတာဒီနေရာဘာကိုပြောရမလဲဆိုအမှန်တရားလောကမှာအမှန်တရားဆိုတာဘယ်တော့မှလွယ်မှာမရှိတဲ့အရာကိုအမှန်တရားလို့အဲ့ဒီအမှန်တရားကိုသိမှဒုရိယတဏ္ဍာမှာစိတ်ထဲမှာပူပန်စေတဲ့ကိလေသာအငြိကြီးတွေကင်းဝေးသွားတာမှအမှန်တရားလို့ဆိုတာလေသိတော်လဲကိလေသာအငြိကြီးစိတ်ရဲ့ပူလောင်မှုတွေကင်းဝေးသွားမှာမဟုတ်ဘူးခုပြောတဲ့အမှန်တရားဆိုတာသိဖို့ဆိုတာလေလို့ဆိုအဲ့ဒီအမှန်တရားဆိုတာသစ္စာလေးပါပဲသစ္စာလေးပါဆိုတာဒုက္ခဆိုတာမှန်တရားပဲဒုက္ခရဲ့အကြောင်းတရားဆိုတာကိုမှန်တရားပဲဒုက္ခချုပ်ငြိမ်းရာဆိုတာသိရမယ်ဒုက္ခချုပ်ငြိမ်းရာအကျင့်လမ်းစဉ်ဆိုတာကိုသိရဒါတာမန်အပြင်စဉ်းစားကြည့်လိုက်လူတယောက်နေကောင်းထိုင်တာရှိနေလို့ရှိရင်ကြည့်နံပါတ်1အာယောဂဆိုတာသိရဒီယောဂဘာကြောင့်ဖြစ်တယ်ဆိုတာသိရဒီယောဂပြောက်ကင်းမှုဆိုတာသိရဒီယောဂပြောက်ကင်းတဲ့စေဝါဆိုတာသိရဟောဒီလေးချက်ဘာယောဂလို့သိတာနဲ့ဒုက္ခလို့သိတာတူတယ်ဘာကြောင့်ဒီယောဂဖြစ်တယ်လို့သိတာနဲ့ဒုက္ခကိုသိတာတူတယ်
ဒီယောဂဘလို့ပြောက်သွားတယ်ဆိုတာသိတာနဲ့ဒုက္ခချုပ်ငြိမ်းသွားတာမသိဒီယောဂဘယ်နည်းနဲ့ဘယ်ဆေးဝါးနဲ့ကုသလို့ကြောက်တဲ့ဆေးဝါးကိုသိတယ်ဒုက္ခချုပ်ငြိမ်းကြောင်းမဲ့ရှိပါအကျင့်တရားကိုသိတယ်တူတယ်လို့အဲ့ဒါလို့မှန်ကန်တဲ့လမ်းဆက်တဲ့ဆင်းရဲဒုက္ခဆုံးဖြတ်ဖို့စိတ်ကြပြုဖို့အထုပ်ဖို့လက်တွေ့ကြတဲ့ဒီသစ္စာလေးပါးကိုသိတဲ့အသိဉာဏ်ဘုရားဓမ္မသံဃာကိုကိုယ်ပဲခြင်းအဖြစ်ရရှိလာတဲ့အဲ့ဒီရရှိမှသာလေစိတ်ရဲ့အငြိကြေးတွေဆိုတာလုံးဝကင်းပြီးတော့စိတ်ရဲ့အငြိကြေးတွေမကင်းဝေးတဲ့မြတ်စိတ်ဓာတ်ကလေးမြင်နှမ်းပြီးတော့တုံလို့၆ချမ်းတွေဥပမာဖြစ်တယ်ကြံ့ခိုင်ရဲ့စိတ်ဓာတ်ဆိုတာမရဘူးဘုရားရဲ့ဆုံးမမှာကြံ့ခိုင်တဲ့စိတ်ဓာတ်ရမှုဟာအဓိကကြဒီဒါကြောင့်သစ္စာလေးပါးကိုပတ်ချသိတဲ့အသိဉာဏ်တစ်ခုရလာပြီဆိုလို့ရှိရင်ထိုအသိဉာဏ်စွမ်းအားနဲ့လူတွေရဲ့တဏ္ဍာမှာဆွတ်ခတ်ပြီးဒုက္ခကိုဒုက္ခလို့ထင်နေတဲ့အချိန်ကြီးဟာပြောင်းပြသွားတယ်ဒုက္ခကိုဖြစ်စေရတဲ့အကြောင်းတရားတွေကိုဒုက္ခရဲ့အကြောင်းတရားကိုလွဲမှားသွားလုပ်နေကြတာတွေလည်းပြောင်းပြပြီးတော့သွားနေတယ်တကယ်ဒုက္ခတွေချုပ်ငြိမ်းတဲ့နိဗ္ဗာန်စိတ်ကိုလည်းချုပ်ငြိမ်းတယ်လို့ထင်ပြီးတော့လုပ်နေတဲ့အတုအယောင်တွေမှာဒုက္ခပြီးတော့သွားတယ်ဒီဒုက္ခရောက်ကြောင်းအကျင့်မှန်ဆိုတာကိုလည်းမဂ္ဂင်7ပါးအကျင့်ဒီတာနဲ့ဒုက္ခချုပ်ငြိမ်းရအကျင့်မှန်ဖြစ်တယ်ဆိုတာကိုလည်းသိရှိနားလည်သွားတယ်ဒုက္ခအတုယောင်ဒုက္ခသမုဒယအတုယောင်ဒုက္ခនិရောဓအတုယောင်ဒုက္ခនិရောဓကမိနိပฏิအတုယောင်တွေကဒီဒုက္ခပြီးတော့အစစ်မှန်ကိုသိလိုက်ခြင်းအဖြစ်ဘုရားတို့ရဲ့ပြည့်တဏ္ဍာမှာသံဃာကပါလာတဲ့ကိရိတာဆိုညစ်ကြေးစိတ်ကိုပူစေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိရိတာအညစ်ကြေးတွေကျန်ဝဲသွားပြီစိတ်နှလုံးအေးချမ်းမှုနဲ့စိတ်နှလုံးတန်ရှင်းဖြူစင်မှုကိုရတယ်စိတ်ဓာတ်ကြံ့ခိုင်မှုကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘာသာတရားကိုကိုးဝဲတယ်ဆိုတာအဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်မှုကိုရရှိစေတတ်တဲ့ဘာသာတရားမျိုးကိုရွေးချယ်ပြီးတော့စိတ်မှန်ဖြစ်ကိုယ်ဝေစိတ်ကကြမှာဖြစ်တယ်။ဘာသာတရားကိုကိုယ်ဝေခြင်းကြောင့်ထိုဘာသာရဲ့အဆုံးအတိုင်းမှန်မှန်ရဲ့လွတ်ဆောင်နေတဲ့အခါမှာဆင်းရဲတွင်ဟာကိုလို့နေနှမ်းသွားတဲ့အားမျိုးတွေကိုကိုယ်ဝေပြီးလို့ရှိရင်ဒုက္ခတွေအကြီးကျယ်ရောက်ကြမှာဖြစ်တယ်။ဘာသာတရားဆိုတာသူယုံကြည်အားကိုယ်ဝေတိုက်တယ်ကိုယ်ဝေကအပြစ်ပြောစရာတော့မလိုဘူး။သို့တော့အကျိုးရမရဆိုတာအပေါ်မှာမူတည်ပြီးတော့ဆိုပြတယ်။ကိုယုံကြည်တာကိုကိုယ်ဝေတာကိုတော့အပြစ်ဆိုရမရှိဘူး။ကိုယ်ပေါ်မှာသာမူတည်တယ်ပေါ့။သို့တော့ဘာသာတရားကိုကိုယ်ဝေတဲ့ပုဂ္ဂိုလ်တိုင်းမှာဘာသာတရားလို့ဆိုတာနဲ့ပဲကိုယ်ဝေထိုက်သလား။ဒီနည်းယုံကြည်ုံနဲ့ကိုယ်ဝေထိုက်သလားဆိုရင်ကိုယ်ဝေတဲ့ခုအတိဉာဏ်ညာနဲ့တေချာဆင်ခြင်သုံးသပ်ပြီးတော့ရလအကျိုးတွေဒေချာမြောက်ပိုးပြီးအဲ့ဒီအကျိုးမျိုးကိုဖြစ်ပေါ်စေတဲ့ဘာသာတရားမျိုးကိုလာကိုယ်ကိုစိတ်ကြကြရမှာဖြစ်တယ်ရွေးချယ်ကြရမှာဖြစ်တယ်။ဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုနာဂမတ္တချင်းမျိုးအားထားကြတယ်ဘုရားဘာသာဝင်သူတော်စင်များအပါအဝင်ကိုယ်ဝေတဲ့ဘာသာတရားကိုလေ့လာစမ်းစစ်ပြီးတော့ကိုယ်ဝေလိုက်တဲ့ချက်တွေမကိုယ်ဝေလိုက်တဲ့ချက်တွေမိမိကိုယ်ပိုင်ညာဖြင့်ဆင်ញင်သုံးသပ်ပြီးမှသာလေဘာသာတရားကိုရွေးချယ်ကိုယ်ဝေတဲ့ဆိုတာကိုသိရှိနားလည်ပြီးတော့မိမိတို့ကိုယ်ဝေနေတဲ့ဘာသာတရားရဲ့အတိတ်နဲ့ထိုဘာသာတရားကိုယ်ဝေမှုရဲ့မိမိရဲ့လုံဆောင်ရမယ့်အချက်တွေကိုတည်တည်ချာချာနားလည်သဘောပေါက်ပြီးတော့ဘာသာတရားကိုရွေးချယ်စိတ်ကတာကိုယ်ဝေအထုတ်ခြင်းဖြင့်တရားဝဆင်းရဲကလွတ်ကင်းအောင်ဖြစ်ပြန်ကြိုးဖို့အာထုတ်တော်မူနိုင်ရပါစေကုန်သတည်းတရားကိုရအောင်ဘဒဝါများစွာသိရန်ကွာချမ်းသာကြပါစေဘဒဝါများစွာသိရန်ကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြ
ဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေမောဟကဒုက္ခပင်ကစားမေတ္တာပုံနေမှာမနောတရတိအဝိတံဘဝယတုတုကန္တကမေတ္တာပုံနေတုသင်္ကသုဘောဘုအမေတ္တာတံရောင်ယူပါဝင်းဝေလမင်းနေရမင်းရှေယုံပေါင်းဆုံးရခြင်းကြောင့်သဗ္ဗေတံပြည့်မဲ့ဩတောလောကညာသောတတ္တဝါတို့၏မနောတရတိဉာဏ်ဖြစ်စဉ်အကြည်လင်းသည့်ရေစဉ်တည်ခြင်းစိတ်နှလုံးလေးကိုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကနာစင်ထာဝရအေမြတ်จิตတာသာယာပုရဏချမ်းသာဒုက္ခဒီဟုသောကုဝတ္တရာကြာမန်တို့သည်ဘောလံဓမ္မန္တာရှင်မြေဝမုံလူလျက်ကြည်မျိုးဝဲကြုံဖူးပွင့်ညပုံသည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောချက်တင်ပြပိတိဒီဟုသောဉာဏ်တို့သည်ဘဝယံဒုကောင်းစွာမဲ့တွင်ချိန်နိုင်၍နေကြပါစေကုန်သတည်းသာဓုသာ